ကျမတို့မြန်မာပြည်သူတွေအတွက်အသက်အန္တရာယ်နဲ့သက်ဆိုင်တဲ့ post လေးမို့ဒီ post လေးကိုအစားဆုံးနားထောင်စေချင်တယ်ဒီနေ့ပြောပြတဲ့ topic လေးဟာကျမရဲ့ခါတိုင်းတင်တဲ့ post တွေနဲ့တွေ့ဖဲပြီးကျမပြောမှာဖြစ်တယ်မနေ့ကသတင်းလေးတစ်ပုဒ်နားထောင်ရတယ်ဒီမှာပညာရှင်တယောက်ကပြောထားတယ်ပေါ့နော်လက်ရှိမှာအီရန်မှာဖြစ်တဲ့စစ်ပွဲတွေကြောင့်ပေါ့နော်အဲ့ဒီမှာသူတို့လုပ်တဲ့အသုံးပြုတဲ့လက်နက်တွေကြောင့်နော်အီရန်မှာဘာဖြစ်လဲဆိုတော့မိုးတွေအကြီးကျယ်ရွာတယ်အဲ့ဒါက acid မိုးတွေဖြစ်တယ်အဲ့ဒါကလည်းမြန်မာပြည်ရွေးရှားလာပြီးဖြစ်တဲ့အတွက်အချိန်ကာမဟုတ်မိုးတွေရွာမယ်အချိန်ခါမဲ့မိုးတွေရွာမှာဖြစ်တယ်အဲ့ဒီမိုးရေတွေကိုလုံးဝခံမထားပါနဲ့အဲ့ဒီဟာတွေ acid ဓာတ်တွေအများကြီးပါပါတယ်ဓာတုလက်နက်တွေကြောင့်ဖြစ်ပေါ်လာတဲ့ဒီမိုးရဲ့ရွာကျမှုတွေကကျမတို့ဒီမှာပြည်ဘက်ကလည်းကူးဆက်လာပြီးဖြစ်တဲ့အတွက်အချိန်ခါမှုရွာတဲ့အခါမှာအဲ့ဒီမိုးရေတွေကိုတောက်သုံးရေဖြစ်ခံထားတာတို့တခြားအသုံးပြုမဲ့အတွက်ခံထားတာမျိုးတို့ကလေးတွေကမိုးရေထွက်ချိုးတာမျိုးတွေလုံးဝမလုပ်ပါနဲ့အရန်ကိုအန်ဒီရဲ့ကြီးပါတယ်အသက်အန္တရာယ်တွေလည်းရန်ကိုစိုးရင်ရတဲ့အခြေအနေပါဒါကြောင့်မို့လို့ဒီလက်ရှိမိုးရွာလာလို့ရှိရင်အရေးထဲမှာနေပါတကယ်လို့မဖြစ်မနေသွားရမယ်ဆိုလို့ရှိရင်ထီကိုမဖြစ်မနေယူသွားပါကျမဒါလေးကိုပြပြခြင်းနဲ့ဒီသတင်းလေးကိုတော့မိတ်ဆွေတို့ကအလေးနဲ့ထားပြီးမိတ်ဆွေချင်းချင်းကိုလည်းမျှဝေပေးပါလို့ကျမအနေနဲ့မေတ္တာရက်ခံပါတယ်